အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Reading Buddy Book Summary YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ပြသွားမယ့်စာအုပ်လေးကတော့ Why We Sleep ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ဟာတင့်ရဲ့အိပ်စက်ခြင်းလေတာကိုပြောင်းလဲစေပြီးတော့တင့်ဘဝကိုပုံမကျန်းမာစေဖို့ကူညီပေးမဲ့ဖို့တန်ချက်လက်များကိုဖော်ပြထားပါတယ်အိပ်စက်ခြင်းနဲ့ဘဝရှင်သန်ရေးအငယ်တုန်းကအမေကစောစောအိတ်ခိုင်းကျွန်တော်တို့အားလုံးဘုံငယ်ကြတာကိုမှတ်မိကြမှာပါအေးရမှာကြောက်လို့ထွက်ပြေးတာအော်ဟစ်တာမျိုးမျိုးကြောင်းပြချက်တွေပေးတာလုပ်ခဲ့ကြဘူးပါတယ်ဒါပေမဲ့အခုသိပ္ပံနိကြသုတေသနတွေရကျွန်တော်တို့အမေတွေမှန်ခဲ့တယ်ဆိုတာကိုသက်သေပြနေပါပြီဒီစာအုပ်ကနေတစ်ဆင့်လူတစ်ယောက်ချင်းစီရဲ့အိပ်စက်ခြင်းစဝန်း sleep cycle ဘယ်လိုအလုပ်လုပ်တယ်လဲလူတစ်ယောက်နဲ့တစ်ယောက်အိပ်စက်ပုံဘာကြောင့်မတူရတယ်လဲဆိုတာတွေကိုသိလာရမှာပါတနေ့ကို9နာရီတက်ပိုအိပ်ခြင်းဟာတိတ်ခန္ဓာကိုယ်နဲ့ကျန်းမာရေးအတွက်ဘယ်လောက်တောင်အကျိုးကျေးဇူးများတယ်ဆိုတာကိုဖော်ပြပေးထားပါတယ်တစ်ဖက်မှာလည်းအေးအေးပြက်ရှင်ဟာကင်ဆာစီးကျုံနဲ့အခြားသောအသက်အန္တရာယ်ရှိတဲ့ရောဂါဆိုးတွေကိုဘယ်လိုဖြစ်စေသလဲဆိုတာကိုသတိပေးထားပါတယ်နံပါတ်1အိပ်စက်ခြင်းစဝန်းကိုထိန်းချုပ်ခြင်းညဘက်မှာဘာကြောင့်အိပ်ရှင်ပြီးတော့မနက်ဘက်မှာဘာကြောင့်နိုးကျင်တာလဲအဖြစ်ကတော့နေအောင်ကြည့်ပါပဲကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာမွေးရပါ24နာရီပတ်လည်ဇီဝနာရီတစ်လုံးရှိနေပါတယ်နေ့အလင်းအောင်မရှိတော့တဲ့အခါခန္ဓာကိုယ်ကအပူချိန်အစားအသောက်နဲ့ပဝန်းကျင်အခြေအနေတွေကိုကြည့်ပြီးတော့ညရောက်ပြီဆိုတာကိုအုံနောက်ကသိရှိအောင်လုပ်ပေးပါတယ်နောက်ထပ်အချက်တစ်ခုကတော့ကျွန်တော်တို့နိုးနေတဲ့အချိန်မှာအုံနောက်ထဲမှာအိတ်ရှင်စိတ်ကိုဖြစ်ပေါ်စေတဲ့ဓာတ်ပစ္စည်းတွေတဖြည်းဖြည်းစုပုံလာတာပါပဲကြာနိုးလေလေအိတ်ရှင်စိတ်ဖိအားပိုများလာလေပါပဲအမောင်တူးရောက်လာတဲ့အခါမှာအုံနောက်ကမဲလ်တိုနင်လို့ခေါ်တဲ့ဟော်မုန်းကိုထုတ်ပေးပါတယ်အဲ့ဒီဟော်မုန်းဟာတင့်ကိုတိုက်ရိုက်အိပ်ပျော်စေတာမဟုတ်ဘဲနဲ့အခုကညဘက်ရောက်ပြီးအိပ်ဖို့ပြင်တော့လို့ခန္ဓာကိုယ်အချက်ပေးတဲ့တာဝန်ကိုယူထားတယ်ခရီးပန်းခြင်းဥပမာဆာရာဆန်ဖရန်စစ္စကိုကနေလန်ဒန်ကိုသွားတယ်ဆိုပါစို့လန်ဒန်က10နာရီလောက်ရှေ့ရောက်နေတဲ့အတွက်သူမရဲ့ခန္ဓာကိုယ်ကဇီဝနာရီနဲ့ဒေတာစံတော်ချိန်လွဲချော်သွားပါတယ်ခန္ဓာကိုယ်ကဒေတာသစ်ရဲ့အချိန်နဲ့ကိုက်ညီအောင်တစ်နေ့ကို1နာရီနှုန်းနဲ့ပဲပြန်ညှိနိုင်ပါတယ်ဒါကြောင့်အချိန်ကွာခြားချက်8နာရီရှိရင်ခန္ဓာကိုယ်အသားကြဖို့10ရက်လောက်ကြာတတ်ပါတယ်နံပါတ်2အိပ်စက်ခြင်းရဲ့အဓိပ္ပာယ်နဲ့အကျိုးကျေးဇူးလူတစ်ယောက်အိပ်ပျော်နေတာကိုဘယ်လိုသိမလဲအသက်ရှူပုံမှန်ဖြစ်မယ်ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်မယ်ဒါပေမဲ့လိုအပ်ရင်ချက်ချင်းပြန်နှိုးလို့ရမယ်1952ခုနှစ်မှာသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့တာလူတွေဟာအိပ်နေစဉ်မှာအဆင့်2ဆင့်အာရီယမ်နဲ့အနာရီယမ်ကိုအပြန်အလှန်ကူးပြောင်းနေကြတာဒါဟာကွန်ပျူတာတစ်လုံး data တွေ update လုပ်နေသလိုပါပဲအိပ်နေစဉ်မှာအုံနောက်ကနောက်တစ်နေ့အတွက်လိုအပ်တဲ့အချက်လက်တွေကိုစုစည်းသိမ်းဆည်းပေးပါတယ်မှတ်ဉာဏ်ကောင်းစေခြင်းတီထွင်ဖန်တီးနိုင်စွမ်းမြင့်မားစေခြင်းအလားအပတိုးစေခြင်းအဝလွန်ခြင်းကိုတားဆီးပေးခြင်းစိတ်ထက်ကြခြင်းနဲ့နှလုံးရောဂါကိုကာကွယ်ပေးခြင်းစတာတွေကအိပ်စက်ရှင်ရဲ့လက်ဆောင်တွေပါပဲနံပါတ်3အေးပြက်ရှင်ရဲ့နောက်ဆက်တွဲအန္တရာယ်များအေးပြက်တာဟာအသက်တူစေတဲ့ဓာတ်ရိုက်အကြောင်းရင်းဖြစ်ပါတယ်စီးကျိုရောဂါအေးပြက်ရင်ဗိုက်ပူစားတတ်ပြီးတော့အချိုတွေပူစားခြင်းလာပါတယ်သုတေသနတစ်ခုမှာကျန်းမာတဲ့လူငယ်တစုကိုတပတ်တိတိညစဉ်4နာရီပဲပြေးရိတ်ခဲ့ပါတယ်တပတ်အကြာမှာသူတို့ရဲ့သွေးရင်းတကြားတက်ကစီးကျိုရောဂါအစာပြိုးတဲ့အဆင့်ထိ40%လောက်ကိုဆိုးရွားတာကိုတွေ့ရပါတယ်။ဒါဟာအေးပြက်ခြင်းရခန္ဓာကိုယ်ကိုဘယ်လောက်မြန်မြန်ဖျက်ဆီးနိုင်တယ်လဲဆိုတာကိုပြနေတာပါ။နံပါတ်4အိပ်စက်ခြင်းဆိုင်ရာယောဂါဆိုများအိပ်စက်ခြင်းပုံမှန်မဟုတ်တဲ့အခါမှာဆိုးရွားတဲ့ယောဂါတွေဖြစ်လာနိုင်ပါတယ်။ဥပမာအိပ်ပျော်နေရင်လည်းလမ်းလျှောက်ခြင်း1989ခုနှစ်ကကနေဒါနိုင်ငံကကေနတ်ပတ်ဆိုတဲ့သူကအိပ်ပျော်နေရင်လည်းကားမောင်းသွားပြီးတော့သူ့ယောက်ကမကိုတက်မိခဲ့ပါတယ်။သူနိုးလာတဲ့အခါဘာမှမမိဘဲနဲ့သွေးတွေနဲ့ဖြစ်နေတာကိုတွေ့မှရဲစခန်းသွားတိုင်ခဲ့ပါတယ်။သူဟာပြင်းထန်တဲ့အိပ်မပျော်ယောဂနဲ့အိပ်ပျော်ရင်လမ်းလျှောက်တတ်တဲ့ဝေဒနာကြောင့်ဒီလိုဖြစ်ခဲ့ရတာဖြစ်လို့တရားရုံးဟာအပြစ်မရှိကြောင်းလွှတ်ပေးခဲ့ပါတယ်။ဒါပေမဲ့သူဟာတစ်သက်လုံးနောင်နာနဲ့ရှင်သန်သွားရမှာပါ။နံပါတ်5အိပ်စက်ခြင်းကိုဘာတွေကအနောက်ချက်ပေးတယ်လဲ။ဒီနေ့ခေတ်လူတွေအေးမွားတဲ့အဓိကအကြောင်းရင်းတွေကတော့စမီကဖိန်းဓာတ်ခန်းပူချိန်နဲ့ဖုန်း iPad တို့ပဲဖြစ်ပါတယ်အထူးသဖြင့် iPad နဲ့ဖုန်းတွေကထွက်တဲ့အလင်းရောင်ဟာမဲလ်တိုနင်ဟော်မုန်းထွက်ရှိမှုကို2နာရီလောက်နောက်ကျစေပြီးတော့ထွက်လာတဲ့ပမာဏကိုလည်း50%အထိလျှော့ချပြတ်ပါတယ်။ဒါကြောင့်ညဘက်မှာဖုန်းကြည့်မဲ့အစားစာအုပ်အစစ်ဖတ်တာပိုပြီးတော့အိပ်ပျော်လွယ်သေးပါတယ်။နီကုံအိပ်စက်ရှင်ဆိုတာတင့်ခန္ဓာကိုယ်ကိုပြန်လည်ပြုပြင်တိစောက်ပေးတဲ့မော်ဆေးတစ်ခွက်ပါပဲ။လူပြိုခြင်းလားလှပခြင်းလားကျန်းမာပြီးအသက်ရှိခြင်းလားအဖြစ်ရတော့အိတ်ချိန်ကိုမြင့်တင်ပါဒီနေ့ကစပြီးတော့ဖုန်းတွေကိုဖေးဖယ်ထားပါစောစောအိတ်ဆက်ပါပြီးတော့ပုံမကောင်းမွန်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်လိုက်ပါစာအုပ်လေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအပန်းမကြည့်ဘူးဆိုရင် like and subscribe လေးလုပ်ပြီးတော့အားပေးပါဦးမင်္ဂလာရှိသောချိန်ကလေးဖြစ်ပါစေဗျ